ကျမနာမည်ကနဒီပါကျမကတက္ကသိုလ်ကျောင်းသူဖြစ်ပြီးအဆောင်နေတဲ့သူပေါ့ကျမနေတဲ့ဆောင်ခန်းကအရင်ကအခန်းပေါ်ထွက်တာကြောင့်တယောက်တည်းဖြစ်နေခဲ့တာပါတညမှာတော့အဆောင်မိုးကတန်သားဆိုတဲ့မိန်းလေးတယောက်ကိုအခန်းပေါ်ဖြစ်ခေါ်လာပြီးပါတယ်တန်သားကရုပ်ရည်ချောမဝင်မဲ့အသားရည်ဖြူဖြော့ပြီးအမြဲတမ်းသပင်အရှိကိုရှေ့ချထားတတ်ပါတယ်တညမှာကျမအခန်းနောက်ကဘီယိုဟောင်းအောင်မှာပြုတ်ကျနေတဲ့တပုံဟောင်းလေးတစ်ပုံတွေ့လိုက်ရတယ်။အဲ့ဒီပုံကဒီအခန်းမှာအရင်ကနေသွားခဲ့တဲ့မိန်းကလေးနှစ်ယောက်ရဲ့ပုံပါ။ပုံထဲကတစ်ယောက်ကတော့အရင်ကအခန်းပေါ်ဖြစ်ပြီးမဲ့နောက်တစ်ယောက်ကိုမြင်လိုက်ရတဲ့အချိန်ကျမလက်တွေတုန်ရလာပါတယ်။ဓာတ်ပုံထဲကမိန်းကလေးကအခုကျမနဲ့တခန်းနဲ့အတူတူအိတ်နေတဲ့တန်တာနဲ့တပုံနဲ့ပဲဒါပေမဲ့တပုံလုံးကျုံးမှရေးထားတာတန်တာကိုတတိယချင်း1995 2015တဲ့ကျမအသက်ရှူရခက်ခဲလာတယ်အဲ့ဒီချိန်မှာပဲကျမရဲ့အနောက်ဘက်မှာစပင်းဖီးနေတဲ့တန်တာရဲ့အိဆက်ဆက်အတန်တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးစကားဆပြောလာခဲ့တယ်လက်ဒီပုံရမှာပို့လာမဟုတ်လားကျမချက်နဲ့တကြားနဲ့ဘီယိုမျက်နှာမူထားရနေသူရှိတဲ့ကလေးမကိုလှည့်ကြည့်လိုက်စမှာပဲညီနေချက်မဟုတ်တဲ့တန်သားရဲ့ပုံစံကိုတွေ့လိုက်ရတယ်တန်သားရဲ့မျက်နှာကတပုံနဲ့ရလို့မဟုတ်တော့ပဲမျက်နှာတစ်ခုလုံးကညိုမဲနေတဲ့ဒဏ်ရာတွေအပြည့်ပဲတချို့နေရာတွေကအသားစားတွေပိတ်ထွက်နေပြီးပြည်တွေကပေါက်ကျနေတာကျမရနေချက်အနေဆိုကတန်သားပတ်လှည့်လိုက်ချိန်မှာပူလို့တော့စိုးွားလာခဲ့တယ်ငါရဲ့အရင်အခန်းပေါ်မှာငါ့ဒီအခန်းထဲမှာပဲတက်ပြီးဘီယိုရဲထည့်သွားတာငါတယောက်တည်းနေရအရင်ပြင်းလို့နေမဆောက်ရတန်သားအဲ့ဒီစကားပြောပြီးချင်းမှာပဲခရင်ဘောကနေဖြည်းဖြည်းချင်းထလာပြီးကျမစီရှောက်လာတယ်အဲ့ဒီနောက်